မင်္ဂလာပါဒီနေ့မှာတော့ Apple Pencil 2ကိုကျွန်တော်တို့သူ့ရဲ့ခေါင်းထိပ်လေးပေါ့နော်ခေါင်းထိပ်လေးကနေ test မမိတော့တာပေါ့အားဒီပါဝင်သေးတယ် test မမိတော့တာပေါ့မမိတော့တာကိုကျွန်တော်တို့အဲ့ဒီရဲ့ထိပ်ခေါင်း Pro လေးကိုလဲဝါမှာဖြစ်ပါတယ်ပေါ့နော်Apple Pencil 2လဲတာကိုကျွန်တော်တို့လိုက်ကြည့်လိုက်အောင်နော်